နောက် interview tips ဒီ CMU မှာအမလျှောက်တဲ့ program ကကြတော့အရမ်းမြန်တယ်ပေါ့နော်သူတို့ပေးထားတဲ့ timeline ကတော့နိုဝင်ဘာနေပြီးတော့မှဒီ March အတွင်း application form တင်တဲ့အချိန်ဖြစ်ပေမဲ့ဒီတကယ်ဒီ result တိကအရမ်းမြန်တယ်တစ်ပတ်နှစ်ပတ်လောက်ဆိုတာနဲ့သူကဒီ interview ခေါ်ပြီပေါ့နော် interview ခေါ်တဲ့အခါမှာဆိုလို့ရှိရင်အမဒီ scholarship interview တွေဖြေဘူးဒီလောက်ပြောရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ essay ကိုပေါ့နော် interview ကနှစ်ပြန်ခေါ်တော့မယ်ဆိုဒီကြိုပြီးတော့မှပေါ့နော်ကိုယ့်ရဲ့ essay ကို digest လုပ်ထားဖို့လိုတယ်ကိုယ့်ရဲ့အကြောင်းအရာကိုကြင်ညအောင် digest လုပ်ထားဖို့လိုတယ်ဒီ interview မှာကြာတာတစ်မျိုးဒီ essay မှာကြာတာတစ်မျိုးအဲ့လိုမျိုးဖြေရင်ကောင်းပေါ့နော်ချိတ်ဆက်မှုမရှိဘူးအဲ့လိုမဖြေရဘူးချိတ်ဆက်မှုရှိရှိနဲ့ဖြေပေးရမယ်ကိုကဒီ interview ဖြေရခါမှာဆို confidence ရှိဖြေရမယ်အမဒီ Italy scholarship လျှောက်တဲ့အခါမှာဆိုလို့ရှိရင်အမကbackground ကမညီဘူးပေါ့နော် political science လျှောက်တာကကျတော့ international relation European study အဲ့ချိန်ကျတော့ဒီကိုကနေပြီးတော့မှလေ့လာရမယ် laws တွေရှိရအဲ့ချိန်ကျတော့ပမောက္ခနေပြီးတော့မှ interview မှာမေးရပေါ့နော်နေဒါတွေကိုလေ့လာနိုင်မလားဒါ laws တွေကိုတော့ကြိုးဖက်ရမယ်နေလုံနိုင်မလားအဲ့လိုမျိုးပြောလို့ရှိရင်ကိုကနေပြီးတော့မှ confidence ရှိနဲ့ဖြေနိုင်ဖို့အတွက်လိုအပ်တယ်ပြီးတော့ဒီ interview ဖြေမယ်ဆိုလို့ရှိရင်ကို practice လုပ်ကြည့်ပေါ့နော်possible question တွေကိုသူငယ်ချင်းနဲ့ဒါမှမဟုတ်ကိုယ့်ရဲ့သူငယ်ချင်းမရှိဘူးဆိုလို့ရှိရင်လည်း mentor မရှိဘူးဆိုလည်းကိုတယောက်တည်းpossible ဖြစ်မဲ့ question တွေကိုကြိုပြီးတော့မှလေ့ကျင့်ထားပေါ့နော်ပြီးတော့ကောင်းကောင်းမွန်ဝတ်စားတက်ရှင်းရှင်းဝတ်စားဖို့လိုအပ်တယ်ပြီးအချိန်မှန်ဖို့ပြီးတဲ့အခါကျရင် scholarship လျှောက်တဲ့အခါမှာအမရဲ့အတွေ့အကြုံရပြောမယ်ဆိုရင်authentic ဖြစ်ဖို့ရည်ကြီးတယ်ဒီ scholarship ကိုလျှောက်တဲ့အခါမှာနေ့ tuition fees ပဲပေးမယ်ဒီ tuition fees ပေးလို့ရှိရင်တက်နိုင်မှာလားလို့မေးတဲ့အခါကျလို့ရှိရင်ကိုယ့်ဘက်ကနေပြောမတက်နိုင်ဆိုရင်မတက်နိုင်တဲ့အကြောင်းကိုဖော်ပြပေးဖို့လိုအပ်တယ်အမကဒီ CMU လျှောက်တဲ့အခါမှာဆိုလို့ရှိရင်အမကိုမေးရပေါ့နော်နင့်ကိုဒီဟိုဟာtuition ခပဲပေးမယ်ဟိုဟာဒီ daily stipend မပေးဘူးလို့ပြောတဲ့အခါမှာတက်မှာလားအဲ့လိုမျိုးမတက်ဘူးလို့ဖြေခဲ့ဘာလို့မတက်ဘူးလဲလို့ဖြေရမလဲဆိုတဲ့ဟာမှာလည်းကောင်းကောင်းမွန်ဖြေတတ်ဖို့ရည်ကြီးရယ်အမဘယ်လိုဖြေလဲဆိုရင်ဒီမြန်မာပြည်မှာဒီ conflict တွေဖြစ်နေရပေါ့နော် conflict ဖြစ်နေတဲ့အခါမှာဆိုရင်ကိုယ်ထောက်ပံ့ပေးမယ့်မိဘတွေအနေနဲ့စစ်ရှောင်နေရမယ်စစ်ဆောင်ရအနေထားမှာရှိရပေါ့နော်အဲ့လိုမျိုးခက်ခဲကြီးရှိနေတဲ့အတွက်ကြောင့်မို့လို့မတက်နိုင်ဘူးပေါ့နော်အဲ့လိုမျိုးဒီပွင့်လင်းလင်းနဲ့ဖြေခဲ့ရပေါ့နော်အဲ့လိုမျိုးဖြေတတ်ဖို့အရေးကြီးရယ်ဒါကကျတော့ဒီလေးနိုင်တဲ့ question တွေပေါ့နော်interview ဖြေတဲ့အခါမှာဆိုလို့ရှိရင်အမတော်ကဘာကြောင့်မလို့ဒီ master program ကို join ချင်တာလဲဒီ master scholarship ကိုနင့်ကိုဘာကြောင့်မလို့ပေးတင်တယ်လို့ထင်တာလဲဒီ program နဲ့ကိုယ့်ရဲ့ future မှာရှိတဲ့ career goal နဲ့ဘယ်လိုမျိုးချိတ်ဆက်မှုရှိတယ်လဲကိုအခက်ခဲကြုံလာတဲ့အခါမှာဆိုရှင်ဘယ်လိုမျိုးဖြည့်ရှင်းလေးရှိတယ်လဲပေါ့ဖြည့်ရှင်းလဲပြောလို့ရှိရင်ဒီ scholarship ကဒီ university ရဲ့ဒီ university ကိုဘယ်လိုမျိုး contribute လုပ်နိုင်မလဲဒီဟာပြီးတော့လို့ရှိရင်အနာဂတ်မှာဘာတွေလုပ်မှာလဲဆိုတဲ့ဟာတွေကဒီအမ scholarship ဒီအများကြီးရှောက်တဲ့အခါမှာဆိုရှင်ဒါတွေကဒီသူမေးနေကြ question တွေပေါ့နော်အဲ့ဒါစုထားဖြစ်တယ်ပြီးရင်ကိုလျှောက်တဲ့အကြောင်းက ထိုင်းပဲဖြစ်ဖြစ်ဘယ်လိုပြောလဲဗီယက်နမ်ပဲဖြစ်ဖြစ်ဥရောပအကြောင်းတွေပဲဖြစ်ဖြစ်လျှောက်တဲ့အခါမှာဆိုလို့ရှိရင်သူတို့ရဲ့နောက်ထပ်မေးစရာရှိသေးလားအဲ့လိုမျိုးမေးတဲ့အခါမှာဆိုရှင်ကိုအနေနဲ့ပေါ့သူတို့ရဲ့ language တွေculture တွေ respect ရှိကြောင်း interest ရှိကြောင်းကိုပြနိုင်လို့ရှိရင်ဒီ interview မေးတဲ့လူဘက်ကနေပြီးတော့မှသူတို့နိုင်ငံသားဘက်ကနေပြီးတော့ဥပမာထိုင်းကဆရာမ interview ဆိုဒီ candidate ကကြတော့ဒီငါတို့နိုင်ငံမှာလာပြီးတော့မှပညာသင်ချင်ုံနေမကောက်ငါတို့ရဲ့ယဉ်ကျေးမှုတွေဘာသာစကားတွေကိုစိတ်ဝင်စားပါလားဆိုပြီးတော့မှကိုယ့်ပေါ်မှာဒီအမတ်ပို့ပြီးတော့မှကောင်းတယ်ပေါ့နော်အဲ့လိုမျိုး impression ကောင်းတယ်အဲ့လိုမျိုးဖြစ်ပေးရင်ကောင်းတယ်ပေါ့နော်နောက်ဆုံးတစ်ခုကကျတော့ commitment ပေါ့နော် society ကိုကနေပြီးတော့မှဘယ်လိုမျိုး commitment လုပ်နိုင်တဲ့လူဖြစ်တယ်ဆိုတဲ့အကြောင်းကို essay ထဲမှာရောဒီ interview လုပ်တဲ့အခါမှာရောကိုယ့်ဘက်ကနေပြီးတော့မှယုံကြည်မှုရှိပေါ့နော်ထည့်ပြောပေးပေါ့နော်အဲ့ဒါတွေကကျတော့ဒီအမရဲ့အတွေ့အကြုံရဒီ interview tips တွေပေါ့နော်